မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင် DVB လူငယ်အတန်စီစဉ်ကနေပြီးတော့ကြိုဆိုပါရစေကဲဒီတော့ပါစီစဉ်နေများလဲ Brandy ဒီတစ်ပတ်တင်ဆက်ပေးမှာကတော့အောက်တိုဘာ3ရက်နေ့မှာကျင်းပသွားတဲ့ကျမတို့ရဲ့လူငယ်တန်ဖွင့်ပွဲအစီအစဉ်အကြောင်းနော်ဝေကျောင်းသူကျောင်းသားလေးများရဲ့ပြိပခဖြည့်ရှင်းရေးသင်ခန်းစာအကြောင်းအိန္ဒိယကလေးငယ်များကကန်ဒီလိုဝတ်ဆင်ပြီးအပြည်ပြည်ဆိုင်ရာအကြမ်းမဖက်ရေးနေ့ကိုဆင်နွှဲနေကြဖို့အကြောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာကွာဆိုင်ရေအောက်တိုဘာ3ရက်နေ့ကကျမတို့ရဲ့လူငယ်တန်ဖွင့်ပွဲအစီအစဉ်လေးကိုကျင်းပပေးသွားတယ်လေဟုတ်တယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကူညီထောက်ပံ့ပေးနေတဲ့ Free Voice ကမိတ်ဆွေများနဲ့လူငယ်တော်တော်များများလည်းတက်ရောက်ခဲ့ကြတယ်ကဲရှုစားကြရအောင်နော်ဒီနေ့အောက်တိုဘာ3ရက်နေ့က DVB လူငယ်အတန်အစီအစဉ်ဖွင့်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့ Holiday Garden Hotel မှာစီကားစွာကျင်းပသွားတာဖြစ်ပါတယ်ဒီပွဲကိုနယ်သာလန်သံရုံးမှကိုယ်စားလှယ် Mr. Peter Carlos ကအဖွင့်မှာစကားပြောကြားပြီး DVB လူငယ်အတန်ရဲ့မိတ်ဆက်အစီအစဉ်ကိုလည်းဖွင့်လှစ်ပေးသွားတာဖြစ်ပါတယ် The democratic voice of Burma. Youth Voice gives a voice to the new generation of Burma. ဒီပွဲကိုတက်ရောက်လာတဲ့လူငယ်တွေရဲ့အမြင်မှာတော့ပမာပြီးငါဘယ်လိုမျိုးနေလဲဆိုတည်တယ်รู้สึกคิดถึงนอกค่ะဒီလူငယ်တန်စီစဉ်ကိုနယ်သာလန်နိုင်ငံ Free Voice ကကူညီပံ့ပိုးပေးတာဖြစ်ပြီးနိုင်ငံ6နိုင်ငံပါတဲ့ KNN လူငယ်သတင်းကွန်ရက်အဖွဲ့ကမြန်မာလူငယ်များအတွက်လေးထားဆောင်ရွက်ပေးတဲ့အစီအစဉ်အသစ်ဖြစ်ကြောင်းနဲ့ယခုမြန်မာဟာလည်း9နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာပြီဆိုတဲ့အကြောင်းကို KNN လူငယ်သတင်းကွန်ရက်အဖွဲ့ Manager Mr. Ula Shavinas ကပြောသွားတာဖြစ်ပါတယ်ပြီးနောက်တင်နန်းသားများအားအောင်လက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်DVB မှဒုတိယညွှန်ကြားရေးမှူးဦးခင်မောင်ဝင်းကလည်း DVB ကိုရန်ပုံငွေထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းများအားကျေးဇူးတင်စကားပြောကြားပြီး DVB ရဲ့နောက်ခံသမိုင်းအကျဉ်းချုပ်ကိုလည်းရှင်းလင်းပြောပြသွားပါတယ်။လူငယ်တန်အစီအစဉ်တစ်တွေမှာလည်းလူငယ်တွေရဲ့သဘောထားကတော့အခုလိုပြောပြသွားပါတယ်။ကျောင်းမှာတည်းမဲ့သူများကွန်ပျူတာတွေတော့အများရှိတယ်။ဒါပေမဲ့သူတို့ကကျောင်းသားတွေပေးမတော့ဘူးဆရာမတွေလည်းပေးမတော့သူကလူကြီးကလာကြရဲဆိုလာစစ်ဆေးဆိုအဲ့ဒါပဲထုတ်ပြသူမှပြန်သိမ်းနိုင်အဲ့အကြောင်းပါကျောင်းလို့ဆိုသူသိในใจค่ะก็ไรหูว่าเมืองมันเฮามันเป็นจังหือเนี่ยค่ะဒီပွဲမှာရှမ်းရိုးရအကများလန်းနာအကနဲ့သီးလေးသီးဆေးရောင်စုံအငိမ့်တို့မှာပါဝင်ကူညီကပြပေးသွားကြပါတယ်အောင်မြင်စွာဖွင့်လှစ်သွားနိုင်တဲ့ DVB လူငယ်အတန်အစီအစဉ်ပေါ်ထုတ်လုပ်ရေးတာဝန်ခံကလည်းအခုလိုပြောပြသွားပါတယ်ရှင်အခုလိုမျိုးကလေးတွေကလည်းလာပြီးတော့သူတို့တွေဝမ်းမန်းတာနဲ့ကြိုက်လဲကြိုက်ကြတယ်ဆိုတာသိရတဲ့ပို့ပြီးတော့လည်းဝမ်းသာပါတယ်ဒီနေ့ဖွင့်ပွဲမှာဒီကဓာတ်ဆန်မစီကပြောသွားသလိုအနာဂတ်လူငယ်တွေပေါ်မှာကျွန်တော်တို့ရဲ့မျိုးစေ့ချမှုပေါ့နော်အဲ့ပေါ်မှာချက်ပြီးတော့ဥလည်းမတုံဆက်ပြီးတော့လှုပ်သွားမယ်လို့လည်းကျွန်တော်ပြောလိုပါတယ်နောက်ဒီ program ကိုနေ့စဉ်အထိနှွှမ်းသွားနိုင်အောင်ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကွန်ဆိုင်ရေနော်ဝေကသတင်းတစ်ခုရထားတယ်။ဘာသတင်းများလဲ။အော်စလိုမြို့ကကျောင်းသူကျောင်းသားတွေကိုပြဿနာတစ်ခုဖြစ်လာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းကိုသင်ခန်းစာဖြစ်သင်ပေးတယ်လေ။စိတ်ဝင်စားစရာလေးပဲ။ဒီအကြောင်းကိုကြည့်ကြရအောင်နော်။နှစ်စဉ်ငြိမ်းချမ်းရေးနိုဘယ်ဆုပေးအပ်ရာနော်ဝေနိုင်ငံဟာကမ္ဘာပေါ်မှာအငြိမ်းချမ်းဆုံးနိုင်ငံတစ်ခုဖြစ်အသိအမှတ်ပြုခံနေရပါတယ်။ပြဿနာတွေဖြစ်လာရင်ဘလို့ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းအဖြေရှာတဲ့နေဆိုတဲ့နည်းလမ်းတွေကိုလည်းကလေးတွေကိုငယ်စဉ်ကတည်းကလေ့ကျင့်သင်ကြားပေးနေပါတယ်။ This is the map of solutions. It's very easy in fact. ကလေးတွေချင်းချင်းပြဿနာဖြစ်လာရင်အဲ့ဒီပြဿနာရဲ့အကြောင်းအရာနဲ့ဘလို့လှုပ်ဆောင်မလဲဆိုတာတွေကိုနည်းမြန်းတယ်လို့သူ့ရဲ့ခံစားချက်တွေကိုလည်းလွတ်လွတ်လပ်လပ်ပြောစီပါတယ်။အဲ့ဒီပြဿနာဖြစ်သူကလေးနှုတ်ရဲ့ကစားပေါ်တွေဖြစ်စဉ်ကအကြောင်းအရာတွေပြန်ပြောခိုင်းပြန်တွေးခိုင်းပြီးစိတ်တွင်းခံစားချက်တွေကိုလည်းလေ့ကျင့်သင်ကြားပေးပါတယ်။အဲ့ဒီလိုသင်ကြားပေးပြီးနောက်ဆုံးအဆင့်မှာတော့တဦးနဲ့တဦးညှိနှိုင်းဖြေရှင်းတတ်အောင်လေ့ကျင့်ပေးပါတယ်။ဒီလိုသင်ကြားပေးရမှာလဲဇယားကွက်၄ကွက်နဲ့လက်တွေသင်ကြားပေးတာပါ။ကလေးငယ်တွေပြဿနာတစ်ခုဖြစ်လာပြီဆိုရင်ဒီဇယားကွက်ကလေးတွေသုံးပြီးတော့တဦးနဲ့တဦးညှိနှိုင်းအဖြေရှာခိုင်းတာပါပဲ။ကျွန်တော်လက်တွေပြပါမယ်ပြဿနာဖြစ်နေတဲ့ကလေးငယ်ကိုနံပါတ်1အကွက်မှာပထမဆုံးမတ်တက်ရိုက်ခိုင်းပြီးကျွန်တော်မေးမယ်ကဲမင်းနဲ့မိတငယ်ချင်းမှာပြဿနာတော့ဖြစ်နေပြီမင်းကဘာဖြစ်ချင်နံပါတ်2အကွက်ကိုရွှေ့ခိုင်းပြီးပြဿနာပေါ်မှာမင်းဘယ်လိုခံစားရလဲအခုရန်ဖြစ်နေတဲ့ဘာတွေမကျင်နဲ့လဲပြောစမ်းကွာ
ဒီနေရာမှာကလေးငယ်ရဲ့ပြောစကားတွေမှားမှန်နားထောင်ပါတယ်ပြီးမှနံပါတ်3အကွက်ကိုရွှေ့ခိုင်းပြီးအခုပြဿနာဖြစ်နေတဲ့မင်းတငယ်ချင်းနဲ့အရင်ကအတူတူကစားခဲ့တာတွေပျော်ခဲ့တာတွေရှိလားအဲ့ဒီအကြောင်းကြီးပြောပြစမ်းပါဆိုပြီးပြန်တွေးခိုင်းပြန်ပြောခိုင်းပါတယ်နောက်ဆုံးနံပါတ်4အကွက်ရောက်တဲ့အခါမှာတော့ကဲမင်းပထမဆုံးပြောခဲ့တဲ့အတိုင်းမင်းဖြစ်ချင်တဲ့ဆန္ဒတော့ရှိနေပြီဒါပေမဲ့မင်းဖြည့်ရှင်းခြင်းတဲ့ဆန္ဒအတိုင်းဖြည့်ချင်းမယ်ဆိုရင်မင်းတငယ်ချင်းသူဟာရောမင်းရဲ့ဆန္ဒကိုလက်ခံမယ်ထင်သလားလက်မခံရင်ဘာအကျိုးဆက်တွေဖြစ်လာနိုင်မလဲစသဖြင့်မေးခွန်းတွေမေးပါတယ်အဲဒီကနေနှစ်ယောက်စလုံးကျေနပ်မဲ့အဖြစ်ကိုကျွန်တော်တို့ရှာကြတာပါကျမတို့ကျောင်းမှာဘောလုံးကတကွင်းပဲရှိတာကျမတို့3တန်းကျောင်းသားတွေလည်းနေ့စဉ်လိုကစားခြင်းနဲ့4တန်းကလည်းဒီအကွက်မှာကစားခြင်းနဲ့ဘောလုံးဝင်းလူရင်ကျမတို့ခဏရန်ဖြစ်ကြတာပေါ့အခုတော့ကျမတို့ဒီအကွက်လေးတွေကိုအသုံးချပြီးညှိနှိုင်းလိုက်တော့အဆင်ပြေသွားပြီလေကျမတို့ဖြည့်ရှင်းတဲ့နီလန်ကတော့3တန်းရော4တန်းရောပေါင်းပြီးအတူတူကစားကြတာပါဒီကွက်တွေကိုလက်တွေသုံးပြီးကလေးတွေကိုယ်တိုင်ပြဿနာဖြေရှင်းခဲ့တဲ့တာရကတွေလည်းရှိနေပါပြီဒီလိုဖြေရှင်းတဲ့နီလန်ဟာအဖြေထွက်လာခဲ့ပေမဲ့ဖြေရှင်းသူ2ဦးရဲ့ဆွေးနွေးမှုဟာကျေနပ်တဲ့ရလဒ်ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့တဦးနဲ့တဦးဆွေးနွေးညှိနှိုင်းဖြေရှာတတ်တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်လာစေပါတယ်တဦးနဲ့တဦးညှိနှိုင်းလှုပ်ဆောင်တတ်အောင်လဲလေ့ကျင့်သင်ကြားပေးရင်ငြိမ်းချမ်းတဲ့ကျောင်းငြိမ်းချမ်းတဲ့မြို့ငြိမ်းချမ်းတဲ့နိုင်ငံအဖြစ်နော်ဝေနိုင်ငံဟာကမ္ဘာမှာထင်ပေါ်လာပုံရပါတယ်ရှင်